မန္တလေးတိုင်းဒေသကြီးမရဘူရမြို့နယ်ဝဲကြီးစင်ရကွက်တစ်လီမြသပိတ်ဒိုင်ကာကြီးဦးထွန်းဦးမြသပိတ်ဒိုင်ကာမကြီးဒေါ်သိန်းမြင့်မိသားစုတို့၏နေဟံအကြောင်းပြုမိသားစုကုသိုလ်ပြုကြလေတရားဓမ္မသဘင်ပွဲကြီးမှာတရားဟောဓမ္မကတိကအကျိုးသာသနာ့ပဇဓမ္မစရိယဗရန္တကုန္ဒလအရှင်သူမြတ်ဆရာတော်ဘုရားဓမ္မရီဤဆုံးမဟောကြားပေးပါယံဘုရားတပည့်တော်မှဗန္ဓရာမူခိုင်မှတရားတောင်းခွင့်ပြုတော်မူပါအရှင်ဘုရားဘဂဝါစီနာဝါဂီတာဘာသာယတာရဝတိယဣမလောကမူပါကာတိတန်နောဒီတိတုမုတ်တိယဝါဂီတာစကားအယာပြပမတုနာမချုံမြမလူရအောင်ဆိုသမျှစကားတရားဖြစ်စီခွဲဝေချင်းစာဝါစာစင်ဒီယဂုဏတော်ရှိတော်မူသောဇိနာအာလာဝကပကမြေမနာလာဂီစာတိညာစွာဝေဒနာတို့၌အမြဲသာအနိုင်ယူအာနာမဝညောဖူတို့ဖြင့်ကိုမြူပြီးတဲ့အိုကျေးဇူးတော်ရှင်တော်မြတ်ဖရာဝါဂီတာရှုမြလို့မဆုံးတကူတော်လုံးချက်တည်းလက္ခဏာတော်တွေမုန်းချီသည်ဘုံကျွေးထောထားရှင်တော်မြတ်ဖရာသည်ဝါဂီတာစကားဝကြအခွင့်လာအောင်ဝဟာမွန်ကြငါစကားနိုင်နေပြိုင်ဘက်ကင်းတော်မူသည်ဖြစ်၍တာရဝနီယချွေစိတ်ဤအစီရှုဆုံးအကောင်းပင်အတိတ်မေတ္တာလာငါတဖြင့်တဘာဝအတိအနှစ်သာရရှိပြီးထသောဘာသာယာမယောလုံးမတီလုံးအစုံနှစ်ဖက်လို့စီရင်နေဝချုံငင်းအတိညာပြီးဟောဖို့မြင့်မြတ်သောတရားတော်စကားတော်တို့ဖြင့်ဣမလောကမြမနဲ့လူကဘာသူကဘာသာအောင်တန်းဆောင်မကြံရရှိသမျှအသီးသီးဤတတ္တလောကကြီးကိုဥပါကံသည်1500ကိလေသာတွေရှင်လွေလျက်ဝိထေမကေတိတကယ်မြင်သည်ပေါ့ဖို့ထိရောက်ပါစေမလို့တန်းကအကျိုးပြုတော်မူနိုင်ခဲ့ပြီဘုရားဗန္ဒီရှင်လူလောကသဘောကျအောင်ဟောပြသူသည်ဆရာတော်ရှင်သူမြတ်ဘုရားဘဝရှင်လူလောကသဘောကျအောင်ဟောပြတော်မူစိတ်တိုင်းလျက်ဉာဏ်စီလျက်ကကယုဏရှိထားကျေးဇူးတော်ရှင်ဆရာတော်အရှင်မြတ်ဘုရားသည်နောအနာကအရှင်ဘုရား
ကြာတပီတော်မတို့ဤမုံဒီယာလောဘဒေါသမောဟကိုခွာဥနာတိဝိတွင်မှာလူကင်းမှုရန်အလိုငါတန်တမမယောလုံးမဒီလုံးအစိုးနှစ်ဖက်လို့စီရဲ့ဝချုံကြီးအတိညာပြီးဟောဖို့မြင့်မြတ်သောတရားဒေသနာတော်နောမာကံဝါဒနာပါဠိယမကာမေသာဝိရိယစရင်သူသွေးရံမျိုးဖျားတပည့်တော်မတို့အားဒီ